ဗုဒ္ဓံပူဇေမိဗုဒ္ဓံမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ဓမ္မံပူဇေမိဓမ္မံတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏သံဃံပူဇေမိသံဃံသံဃာတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ဩဃာသဩဃာသဩဃာသကာယကံဝစီကံမနောကံတဗ္ဗဒောသခတ်သိမ်းသောပြစ်တို့ကိုပျောက်ပါစေခြင်းကြိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယေဒနာတရားယေဒနာသံဃာယေဒနာယေဒနာမြတ်သုံးပါးတို့ကိုအယုအသေးအလေးအမြတ်လက်အုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မန်းလျှော့ခတ်တော့ပါ၏အရှင်ဘုရားခတ်တော့ရသောအကျိုးအားကြောင့်အပယ်လေးပါးကတ်သုံးပါးရပ်ပြေးရှိပါရန်သူမျိုး၅ပါးဝိပတ္တိတရား၄ပါးဖြတနာတရား၅ပါးတို့မှာအခါခတ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍မတ္တရာဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို၏အရှင်ဘုရားအဟံဗန္တိတိတရဏိနာသဟပင်စသီလံဓမ္မယာစာမိအနုဂဟံကတ္တဝါသီလံဒေထမေဗန္တိဒုတိယံပိအဟံဗန္တိတိတရဏိနာသဟပင်စသီလံဓမ္မယာစာမိအနုဂဟံကတ္တဝါသီလံဒေထမေဗန္တိတတိယံပိအဟံဗန္တိတိတရဏိနာသဟပင်စသီလံဓမ္မယာစာမိအနုဂဟံကတ္တဝါသီလံဒေထမေဗန္တိနမောတတ္တဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိပါဏာတိပါဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိအာဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပဒံသမာဓိယာမိမုဒ္ဒဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိตุရမေရယမစ္ဆပမဒဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိအရဟတာတိနဝကုနေဟိအရဟံအစရှိသောကိုးပါးသောဂုဏ်တော်တို့နှင့်တမနာကတံပြည့်စုံတော်မူသောနာထံလူနတ်တို့၏ကိုးကွယ်ရာဖြစ်တော်မူသောဗုဒ္ဓံတတ္တောထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုဥဒိတာယိမတ်၍စေတီယတဓာတုစေတီဓမ္မစေတီဩဒိတစေတီပရိဘောဂစေတီတော်မြတ်အားဝဏ္ဏခန္ဓရတ္တတံပန္နံအစင်းအနံအယတာနှင့်ပြည့်စုံသော
ဣမံပိန္ဒပါဒခာဒနိယဘောဇနိယံဤစွမ်းခဲပွဲဘောဇင်ချိုးခြင်းအရသာကိုတကိစံရိုးရိုးသေးသေးဒေမိနိဗ္ဗာန်ရည်မှန်လူတန်းပါ၏အရှင်ဖျားပူဇေမိနိဗ္ဗာန်ရည်မြော့ပူဇော်ပါ၏ရှင်ဖျားဣဒံမေပုညံအာတဝခယဝဟံဟောတုမေတပိတော်ဤဣဒံပုညံဤကောင်းမှုသည်အာတဝခယဝဟံအာတဝတရားလေးပါးတို့ဤကုံရာကုံကြောင့်ဖြစ်သောမဉ္ဇဉ်ဘုညံမျက်နှိဗံကိုဧကံရအောင်ရွတ်ဆောင်နိုင်သည်ဟောတုဖြစ်ပါစေတည်းအရဟတာတိနဝကုနေဟိအရဟံအစရှိသောကိုးပါးသောဂုဏ်တော်တို့နှင့်တမနာကတံပြည့်စုံတော်မူသောနာထံလူနတ်တို့ဤကိုးကွယ်ရာဖြစ်တော်မူသောဗုဒ္ဓံတတ္တော်ထင်ရှားတပ်ပင်ညုမြတ်စွာဘုရားကိုဩဒိတရည်မှတ်၍စေတီယတ္တာဓာတုစေတီဓမ္မစေတီဩဒိတစေတီပရိဘောဂစေတီတော်မြတ်အားသုဒ္ဓတိတလပတနံတန်ရှင်းအေးမြကြည်လင်းလာသောဣမံပါဏိယပရိဘောဇနိယံဤတောက်တော်ရေသုံးတော်ရေကိုတကိစံရိုးရိုးသေးသေးဒေမိနိဗ္ဗာန်ရည်မှန်လူတန်းပါ၏အရှင်ဖျားပူဇေမိနိဗ္ဗာန်ရည်မြော့ပူဇော်ပါ၏ရှင်ဖျားဣဒံမေပုညံအာတဝခယဝဟံဟောတုမေတပိတော်ဤဣဒံပုညံဤကောင်းမှုသည်အာတဝခယဝဟံအာတဝတရားလေးပါးတို့ဤကုံရာကုံကြောင့်ဖြစ်သောမဉ္ဇဉ်ဘုညံမျက်နှိဗံကိုဧကံရအောင်ရွတ်ဆောင်နိုင်သည်ဟောတုဖြစ်ပါစေတည်းအရဟတာတိနဝကုနေဟိအရဟံအစရှိသောကိုးပါးသောဂုဏ်တော်တို့နှင့်တမနာကတံပြည့်စုံတော်မူသောနာထံလူနတ်တို့ဤကိုးကွယ်ရာဖြစ်တော်မူသောဗုဒ္ဓံတတ္တော်ထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုဩဒိတရည်မှတ်၍စေတီယတ္တဓာတုစေတီဓမ္မစေတီဩဒိတစေတီပရိဘောဂစေတီတော်မြတ်အားဝန္နကန္ဓတံပန္နံအစင်းအနတ်နှင့်ပြည့်စုံသောဣမံပုပ္ပံဤပံကိုတကိစံရိုးရိုးသေးသေးဒေမိနိဗ္ဗာန်ရည်မှန်လူတန်းပါ၏အရှင်ဖျားပူဇေမိနိဗ္ဗာန်ရည်မြော့ပူဇော်ပါ၏အရှင်ဖျားဣဒံမေပုညံအာတဝခယဝဟံဟောတုမေတပိတော်ဤဣဒံပုညံဤကောင်းမှုသည်အာတဝခယဝဟံအာတဝတရားလေးပါးတို့ဤကုံရာကုံကြောင့်ဖြစ်သောမဉ္ဇဉ်ဘုညံမျက်နှိဗံကိုဧကံရအောင်ရွတ်ဆောင်နိုင်သည်ဟောတုဖြစ်ပါစေတည်းအရဟတာတိနဝကုနေဟိအရဟံအစရှိသောကိုးပါးသောဂုဏ်တော်တို့နှင့်တမနာကတံပြည့်စုံတော်မူသောတပ္ပိညုတာနာဝရဏညာနေဟိတပ္ပိညုတာညာအနာဝရဏညာတော်တို့ဖြင့်တိလောကေသုံးပါးသောလောက၌အဝိဇ္ဇာအန္တကာရံအဝိဇ္ဇာတိဟုသောအမိုက်မောင်းကိုဝိဒာမိတဝပေဖြောက်၍ဇလံဇလံတော်ထွန်းလင်းတောက်ပါတော့မူစေနိုင်သောဗုဒ္ဓံတတ္တော်တင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုဩဒိတရည်မှတ်၍စေတီယတ္တဓာတုစေတီဓမ္မစေတီဩ
ဩဒိတစေတိပရိဘောဂစေတိတော်မြတ်အားပပဝွန်နေဟိအယောင်ဆင့်တို့ဖြင့်အန္တကာရမိုက်မောင်းကိုဝိနာတကံပေဖြောက်တတ်သောဣမံဒီပဇာလံဤစီမိလယံကိုတကိစံယိုယိုသေးသေးဒေမီနိဗ္ဗာန်ယီမံလူဒန်းပါဤရှင်ဖျားပူဇေမီနိဗ္ဗာန်ယီမြော့ပူဇော်ပါဤအရှင်ဖျားဣဒံမေပုံညံအာတဝခယဝဟံဟောတုမေတ္တပိတော်ဤဣဒံပုံညံဤကောင်းမှုသည်အာတဝခယဝဟံအာတဝတရား၄ပါးတို့ဤဂုံရာဂုံကြောင့်ဖြစ်သောမဉ္ဇဉ်ဘုညံမျက်နှိဗ္ဗာန်ကိုဧကံရောက်အောင်ရွတ်ဆောင်နိုင်သည်ဟောတုဖြစ်ပါစေတည်းဇယစကောဇယံတောယောဇယိတပိဇယတနေဇယပိတိဇယေတိနံဇယံဒေတုဇယုတ်တတော်ယောဇယစကောပါရမီတော်ဆယ်ချက်အောင်လက်နက်ပိုင်ရှင်ခြင်းဘုရားရှင်ကိုတော်မြတ်ကြီးသည်ဇယတနေအောင်သိတ္တိဆင်မြန်းသည့်ပလင်နံမံကင်းအောင်ဘောဓိပင်ရင်၌ဇယိတပိအောင်အတ္တိတယမံ၅ပါးပေါင်းတို့ကိုဇယံတော်အကျွင်းမဲ့ချေမုံလျက်ဖြတ်ပြုံးကပယ်ရှင်း၍အောင်ခြင်းကြီးအောင်တော်မူခဲ့လေပြီဇယေတိနံမျက်နှိဗ္ဗာန်အောင်ခန်းနှင့်အောင်ဘိသိပမ္မတ်ဖို့ကိုမြတ်ထိုတော်ဝတ်အတွင်းမှလွတ်ကင်းအောင်အာသာကြီးဖြင့်ရှာမိကနေကြကုန်သူတို့အားဆရာပေတိကိုတော်မြတ်နှင့်တူအောင်ပန်းကိုစွချူ၍ထိုအငူအမြိုက်တတ်သို့စိုက်ကတော်မူစေ၍အောင်စေတော်မူလေပြီဇယုတ်တတော်အောင်သူတကားတို့ဤမှန်ကင်းအောင်ခြင်းတကားတို့ဤအုပ်ရှောင်းထိုကောင်မြတ်တာရပူတယံဘူမကိုက်တီအောင်ပွဲဝင်ပုဂ္ဂိုလ်ကြီးဖြစ်ပေထသောသောဇရာစကောလုံးစုံအောင်ခြင်းနှင့်ပြည့်စုံတော်မူသောထိုဘုရားရှင်ကိုတော်မြတ်ကြီးသည်မေမျက်နှိဘူအောင်ပန်းကိုစွချူရန်လက်လန်း၍ကျိုးပန်းကအာသာကြီးဖြင့်ရှာမိသူဘုရားတပည့်တော်အားဇယံအောင်ခြင်းကိုဝါအောင်ပန်းဝေမြိုင်အောင်ဘူးတွေကြိုင်လိုင်းသည့်အောင်သိတ္တိပန်းကင်ကြီးကိုဒေတုပေတနာတော်မူပါအရှင်ဘုရားလုံးစုံများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်အေးကြပါစေကြောက်တတ်မကြောက်တတ်နယံများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်အေးကြပါစေမြင်အပ်မမြင်အပ်နယံများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်အေးကြပါစေဝေနေနီးနေနှထွေများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်အေးကြပါစေဘဝဇတ်ဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်အေးကြပါစေရှိတုအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပယံပိကင်းစင်ဝေငြိမ်အေးကြပါစေ
ကြီးငယ်အလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပယံပေကင်းစင်ဝေငြိမ်းအေးကြပါစေစုကြုံအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုစိတ်မြဲပါစေဥပယံပေကင်းစင်ဝေငြိမ်းအေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်ကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်ကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်ကြပါစေဤသို့ပြုရမြတ်ဘုံညကိုကြည်ထမြင့်ခေါင်မြင့်မိုးတောင်ဥမကားကျူသာယေရှုအရှင်မွေးမိခင်နှင့်ဖခင်တို့အားယာညာပါစေအမြဝေ၏မသွေနှိစ္စဤကရကိုစောက်ထားပေတတ်ကိုဆောင်နှက်လေမလတ်စီယာပေးဝေငါဤမိတ္တာဆွေညာဆရာသမာဘိုးဘွားကားစယမယာစာဒီဝါယက္ခအိန္ဒဘုံမှာအာကာသနအထုမတ်၍အမြတ်ဘုံညာကုသလကိုရကြပါစေအမြဝေ၏တပိတတ္တတတ္တဝါဟုနာနာလောကအနန္တတွင်မပြတ်စင်္ကာတတ္တဝါသာဘုံကိုဝါနေဝိညာဏထိတိတိရှိခုနှစ်ပါးများစွာလုံးစုံဘုံ31ဖြစ်ဖြစ်သမျှဝိနေယအားအမြကုသိုလ်ပေးဝေလို၏ထိုကုသလဤဘုံညာကိုအမြရကြသည်ဖြစ်စေသောဝတ္တုံတရေဤမြေပန်သူသီလာဓုလေတတ်သေးအမှုတည်စေသောအလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု